မင်္ဂလာပါမင်္ဂလာပါငါရှိတဲ့နေ့လေးကိုပိုင်ဆိုင်ခဲ့ပြီပေါ့နော်တကယ်ကိုမင်္ဂလာရှိတယ်အခု channel နေပြောင်းလိုက်တဲ့အချိန်ကစပြီးတော့ကျွန်တော်တို့တွေကံကောင်းခဲ့ရပေါ့နော်ဒီနေ့ဆိုရင်လည်းပရိတလုံးအဆင်ပြေတယ်နော်ကျွန်တော်ဆက်လိုက်ပြီးတော့လည်းကြိုးစားပေးမယ်တခုခုကြောင့်ဒီလိုရဲ့အဓိက main ကစားရမယ့်အရာတွေကလွဲချော်မှုတွေရှိတာပေါ့နော်တော်တော်ဦးနေမှာကျွန်တော်4ရက်6ရက်ကိုဝါချင်းဖြစ်နေကစားပေးပါလို့ပြောခဲ့တယ်လေးချုပ်ကိုတကွက်အိုကွက်ဆိုပြီးရွေးချယ်ပေးခဲ့တယ်လေးပတ်တီရွေးချယ်ပေးခဲ့တယ်ပေါ့နော်ပတ်တီကတော့တကယ်ကိုရှယ်မားခဲ့တယ်တလုံးပဲပေါ့တဏီကူတာတက်ပေါ့နော်မနက်ပိုင်းဝါချင်းကလည်းငါတုံးပေးခဲ့တယ်အဆင်ပြေခဲ့တယ်တုံညာငါထွက်သွားတယ်ပေါ့နော်မထိုးတူပဲရွှေကီးရ256မှာငါထိသွားတယ်ပေါ့နော်မနက်ပိုင်းထိရဲ့ညနေမှာတော့မထိခဲ့ဘူးနော်ဒါပုတ်တုံးနေအတွက်အောင်မြင်မှုကြီးပေါ့ကျွန်တော်ရဲ့မှန်ကန်မှုကြီးပေါ့နော်အဲ့ဒီလိုတွေအမြဲတမ်းမှန်ခြင်းတယ်မှန်ဖို့အတွက်လည်းကျွန်တော်စူးစမ်းအားထုတ်နေရပေါ့နော်ပြန်ရှင်နေပါလေထက်တာတယ်အခုဂျာလာပရီနေ့အတွက်မပေးခင်မှာဂျာလာပရီတောက်ကြ2ရက်စာဝမ်ချင်းလေးတစ်ခုပေးခြင်းနဲ့မွေးကရန်၄ဘက်ကိုပေးခြင်းနဲ့မှန်မေလို့တော့အာမခံနိုင်တော့ထို့တော့လေဂျာလာပရီတောက်ကြမှာကိုလီဝမ်ချင်းကအရန်ကောင်းတယ်ဒါကြောင့်မလို့ကိုလီဝမ်ချင်းကိုကစားအထူးတပြည့်ကိုနှစ်4ခွင်အဲ့ဒီ၄ခွက်ကိုတော့ main point ဖြစ်နေကစားပဲဒီနှစ်ရက်တည်းပဲကစားဟုတ်ပြီအခုထွက်သွားတဲ့3ချက်6ချိန်မှာ6ခွင်8ကမထွက်သေးကြံနေတယ်တပတ်စာမှာခွင်ပတ်တီးဆိုပြီးတော့ပေးထားတယ်နော်ခွင်ပတ်တီးကလာဖို့အချိန်တန်ပြီပေါ့နော်โอเคပါဗိုလ်တော်ဦးနေ့မနေ့က9-3ရတယ်လို့ပဲကြာပရိတွေမနက်မှာလဲ3-5ပြရနေတယ်ကျွန်တော်တို့မနေ့ပိုင်းကို3-5နဲ့တွားကြတယ်တရီကုံပတ်တီးနေပြရတော့ကျွန်တော်ကြာပရိတွေမှာစိတ်ကြိုက်မတွေ့ဘူးစိတ်ကြိုက်မတွေ့တဲ့အတွက်ကြောင့်မပေးတော့နော်နေ့တိုက်တပေါ်မှုနဲ့တွားကြတယ်3-5ဝါချင်းကိုကိုင်မယ်ရွှေကြီးအနေနဲ့ကတော့8-5ရတယ်8-5ရတော့ငါအခဲမကျင်ဘူးအစာမကျင်ဘူးနဲ့တွေ့အညိုးနဲ့ရွာအညိုးနဲ့ကိုကစ်ထုတ်နေတယ်တွေ့စတိုက်ကိုလာတယ်ငါနော်ဒါကြောင့်မလို့ငါတလုံးကလည်းငါတလုံးပတ်ချင်တော့အမှားထားပြီးတော့ကစားရမယ်အနေထားမှာတွေ့ရတယ်ဟုတ်ပြီငါတကယ်စိတ်ကြီးငါအခုတစ်ကတော်တော်မြူးရတယ်ကြာဘူးတဲ့စကားဖော်မူလာရဆိုရင်တရင်ကနေမှာတစ်ထွက်ရင်တဲ့တစ်ကမြူးတယ်အဲ့ဒီသဘောတရားလေးရှိတယ်ပေါ့နော်โอเคအကြိုက်ဆုံးပြောရဆိုရင်တော့ကျွန်တော်ဒီ9တော့6ခွင်ရှိကြိုက်တော့မယ်5ခွင်5ရှိပေါ့နော်3ခွင်3အဲ့ဒီ6ခွင်နဲ့ပဲကစားတယ်ထွေတူပြင်မမရှာတော့ဘူးအရှိဆိုရင်လည်းရွှေကြီးထဲမှာပါတယ်6ကတော့ဟိုထဲမှာပါတယ်ပြောက်တီးရပါခွင်ကပတီဖြစ်တဲ့အတွက်ကြောင့်ဒီ6ခွက်ကိုပေးခြင်းဖြစ်တယ်โอเค6-3ကြိုက်တယ်3-6ပေါ့နော်3-6ကိုဘာကြောင့်ကြိုက်တော့လဲဆိုတော့ကိုးပရိဖြစ်နေတဲ့အတွက်ကြောင့်ကြိုက်တာ3-6တကွက်ကိုဘင်္ဂသားနဲ့ခွင်9နဲ့ခွင်3ကိုရမယ်ခွင်ကပတီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီ3ခွက်ကိုတော့မနက်ခင်းမှာအပြုတ်ပြီးတော့ကစားတယ်ဟုတ်ပြီနော်မိတ်ဆွေတို့နေပြီးကစားခြင်းနဲ့ကျိုးပြီးတဲ့ကွက်ကျိုးရဲ့ရွှေ့မှုကွက်တွေကိုမကြိုက်ဘူးဆိုရင်တော့မှ9-3ဝမ်းချင်းကိုတော့တီးကကစားပြီနော်အရွှေကြီးကို3ပြပါโอเคလက်ဆောင်စကားဖြစ်ပြောချင်တယ်1-6ကိုကီးဒီအခုပြထားတဲ့ကင်နာကိုကြည့်လိုက်ထွက်စဉ်ကိုကြည့်လိုက်1-6ကိုကီးဒီမနက်မထိညနေမှာထိနေတယ်ဆိုတော့မိတ်ဆွေအနေဖြင့်တားအနေဖြင့်တနေရာကဘရိတ်ရခဲ့လို့ရှိတော့ဝမ်းချင်းရခဲ့လို့ရှိတော့1-6ရဲ့9ရဲ့ကတ်လိုက်ဒါဆိုရင်ပေါက်ကွက်ဖြစ်ပြီနော်1-6ကိုအရင်မြုပ်နေတယ်တတိထားရတာတွေ့အခုပြထားတဲ့ကင်နာကိုစစ်ကြည့်လိုက်တွေ့ရလိမ့်မြင်ရလိမ့်နော်တောက်ချော့ပဲနေ့တိုင်းကိုထိနေတာโอเคပါအဆင်ပြေကြပါသေး6-3အကွက်မိုင်းကွက်ပေါ့နော်5ခွင်3ခွင်ရှာမယ်အောင်အဆင်ပြေကြပါသေးဒီနှလုံးဒီခံရတဲ့လုတ်ဖြစ်တဲ့ဈေးကွက်ကိုခံရတဲ့လုတ်ဖြစ်တဲ့အတွက်ကြောင့်ထပ်တူကြားခြင်းနဲ့ရှိကြမယ်ထပ်တူမကြားခြင်းနဲ့မကြအောင်ဒီတော့မင်းအနေဖြင့်ပျော်ကစားရနေပြီးတော့အပြတ်တဘောဖြစ်သွားနိုင်တယ်
စီးပွားဖြစ်ကစားမယ်ဆိုရင်တော့မိမိဘဝမှာပြအောင်ထိန်ထိန်နဲ့ကစားစေခြင်းဟုတ်လားလောဘကြောင့်ဘဝတွေပြစ်ခဲ့ပြီးပြစ်ခဲ့တဲ့တာတကားတွေပြစ်ခဲ့တဲ့လူတွေရှိတယ်ကြောင့်မလို့ဒီလိုနေပြထိန်ထိန်ကစားပါခက်ခဲတွေကြားရအောင်လို့ရုံထွက်နိုင်ပါစေလို့စတောင်းခဲ့ပဲအောင်ကျေးဇူးများတင်ပါလေဆက်လက်ပြီးတော့အောင်ပွဲကရကြပါစေ Okay အောင်တတာ bye bye see you